ကဲအားလုံးပဲမင်္ဂလာပါဒူဒီကိုကင်းလေး YouTube channel နဲ့အားလုံးကြိုဆိုလိုက်ပါဗျာကဲအားလုံးပဲနော်ဝင်လာတဲ့ညလက်မလေးနှိပ်ပြီးတော့ subscribe နဲ့ရတဲ့လူသစ်တွေကိုမကြီးအားလုံးက subscribe လေးနှိပ်ပြီးတော့ပါ share တစ်ချက် like တစ်ချက်ဖြင့်ကူညီပြီးတော့နော် share မှု share များလေးနဲ့အပေးဝင်ရပြီးတော့ကဲအားလုံးပဲတူကြောမကြံအောင်ဝင်လာတဲ့ညနော်လက်မလေးနှိပ်ပြီးတော့ပါကဲ20ရက်နေ့အင်္ဂါနေ့တနေ့ကုန်စားတော့ကိုအားလုံးပဲဝင်ယူမှာဖြစ်မနေဝင်ယူသွားမယ်နော်20ရက်နေ့တနေ့ကုန်စားတော့ကတော့9608အခွေပူပါ965958 6968နော်996688ပါရှယ်မရှိအခွေနော်နေ့တိုင်းအခွေအားလုံးပဲဝင်ယူမယ်ကဲအားလုံးပဲ20ရက်နေ့အတွက်အားလုံးပဲဝင်ယူမယ်နော်20ရက်နေ့တနေ့ကုန်စားတော့ကတော့9608အခွေပူပါ965958 6968နော်996688ပါဒါတော့ရှယ်မရှိအခွေနော်ကဲအားလုံးပဲဝင်ယူမယ်ကဲနော်ဒီနေ့အင်္ဂါနေ့မှာရှယ်အပိုင်ဩကွက်နော်ရှယ်မရှိအခွေကိုအားလုံးပဲတဦးတည်းမကြံဝင်ယူသွားပါမနေ့ကမနက်ပိုင်းမှာနော်မနက်ပိုင်းမှာညီကိုနော်နှစ်သုံးဆိုတော့ညီကိုပါညနေပိုင်းမှာ63 9ရိတ်နော်9ရိတ်ကြတယ်ဒါကြောင့်ညီကိုစင်မီယာနဲ့အများဆုံးလိုက်တက်တဲ့ကဏ္ဍဒီလက်ခတ်ဖြစ်တယ်နော်ညီကိုစင်မီတိုင်းအများဆုံးလိုက်တက်တဲ့ကဏ္ဍဒီလက်ခတ်ဖြစ်တယ်အဲ့နက်ခတ်ကိုနော်လိုက်ပြီးတော့ထိုးနေရဆိုတဲ့လက်ခတ်မွေးနေရဆိုတဲ့သူတွေကတော့လက်ခတ်အထူးတတိထားပါဘာလို့လဲဆိုတော့ညီကိုစင်မီတိုင်းဒါလက်ခတ်ကအမြဲထုံးစံလိုက်နေကြကဏ္ဍမဖြစ်ပါဘူးနော်ကဲညီကိုပြီးလက်ခတ်နော်ကဲအားလုံးပဲနော်20ရက်နေ့တနေ့ကုန်စားတော့ကိုဝင်ယူမယ်9608အခွေပူပါ965958 696888 996688ပါနော်ကဲအားလုံးပဲကျွန်တော်ကြည့်ရှုအားပေးရတယောက်ချင်းဒီတိုင်းကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်ကျွန်တော်မိတ်ဆွေကြီးအားလုံးပဲနော်အင်္ဂါနေ့မှာအားလုံးပဲငွေလက်လက်ပဲပေါ်များကြပါစေအားလုံးပဲငွေဝင်ကြပါစေလို့ဆုမတော်တောင်းနေတယ်ကျွန်တော်ရဲ့ live လေးကိုဒီမှာပဲဆုံးသက်လိုက်ပါကြကဲအားလုံးပဲဆုခွင့်ရှော်လေးကြီးရိုက်ပြီးယူပြီးတာနော်